Okay ကျွန်တော်ဒီမှာဆိုရင်ဒါ flare 2လေးပြနော်ဒါ Duin ပိုပစ္စည်းဆိုင်ပေါ့ Duin ကဆေးရန် service ကနေပြီးတော့မှကျွန်တော်တို့ဆိုပြီးတော့ဒါ flare 2လေးဟောနော်ဒါ customer ရောက်နေ customer မလာသေးရနဲ့ကျွန်တော်လည်းဒါလေးပြမှာပေါ့ဒီပုံစံလေးပေါ့လက်ဆောင်ရတာဆိုတော့ flare ပေါ်ပြ Okay ဒါဆိုရင်ဒီမှာဆိုရင်သူ့ရဲ့ packaging ရတယ်လို့လာမယ်မိုက်တယ်ကျွန်တော်တို့တော်တော်သဘောကျတယ်အဲ့တော့လက်ဆောင်ပေးတဲ့ Duin Aircon Sale and Service ကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဒါတော့ကျွန်တော်လက်တွေ့လေးပေါ်ပြပါမယ်သူကတော့ pressure နော်ကျွန်တော်ကားကြိုက်တွေရဲ့လောက်ဆောင်ကြုံနဲ့တူတယ်လောက်ဆောင်ပုံနဲ့တူတယ်ပေါ့နော်သူက brush နင်းပြီးတော့ပေါ်မှာအဲ့တော့ဒီမှာဆိုရင် size လေးတွေစုံပါတယ်ဒါဒီမှာ size လေးတွေစုံပါတယ်ကျွန်တော်တို့ကသုံးမှုလေးပေါ်မယ်ဒီကောင်ကတန်လိုက်လေးနည်းနည်းလေးပါတယ်ဟိုရမ်းကတ်တဲ့တန်လိုက်တော့မဟုတ်တန်လိုက်လေးနည်းနည်းပါတယ်ခေါ်ရင်းနဲ့ပြုတ်ကြပြီးတော့ကားဘော်တွေမကြောက်အောင်တော့ဒါကိုယ့်အောင် view site ပေါ့ဗျာနော်โอเคအဲ့ဒါပြီးရင်ဒီကောင်လေးကိုဒီမှာတက်မယ်ဟောတက်ပြီးတော့ရင်ဒီလိုလေးပေါ့နော်ဒါလေးကြက်မယ်ကြက်လိုက်โอเคကောင်လေးတွေကတော့သူလည်းပဲပြုတ်ကြတတ်တယ်အဲ့တော့ကျွန်တော်တို့က Indo join နေမှာဆိုရင်တော့နည်းနည်းလေးနေရာခက်ခဲရှိနိုင်တယ် installation လုပ်ရင်တော့အရန်ကောင်းတယ်နော်အောက်မှာလွတ်လက်ဖော်ရတာမျိုးဆိုတော့အရန်ကောင်းမှာโอเคပြီးတော့ဒန်းလေးပဲအားပဲကြိုက်ထောက်တဲ့ပုံလားကားကြိုက်ထောက်တဲ့ပုံလားဟိုဟာကြာချိန်ကတော့တက်တာသွားပြီးတော့လူတက်တာလည်းအရန်တက်တာဒီလိုမျိုးโอเคပြီးပါပြီဖြုတ်ကြည့်မယ်ပြီးရင်ဒါလေး off ဆိုနေလိုက်သူကသူပြန်နောက်ဆုတ်သွားတယ်ဆက်ထလိုက်ရတယ်လက်ကောင်းလေးတက်ကြည့်အောင် fit size ပေါ့နော်ကြာချိန်ပေါ့နော်သူကကြာချိန်ကတော့အရန်ကိုတက်တာတယ်ဖော်ရတာမြန်တယ်ပေါ့နော်တခုရှိတာဒါလေးတွေပြုတ်ကျတတ်တယ်အဲ့မှာလက်ချော်ပြီးတော့သူကနှစ်ချမ်းဆိုတော့ဒီ bike ကိုဖြုတ်တုံးမှဖြစ်ဖြစ်ပေါ့နော်ဒီကောင်တက်ထားတဲ့အချိန်မှာပြန်ဖြုတ်တဲ့အချိန်မှာတော့ဒါလေးတွေပြုတ်မကြအောင်တော့ view site ဖို့လိုတယ်သူ့မှာတော့တန်လိုက်တက်လေးနည်းငယ်တော့ပါတယ်နည်းနည်းလေးပဲအများကြီးမပါဘူးတန်လိုက်လေးကအဲ့လိုလေးပါတယ်ပေါ့နော်ပြီးရင်ဒီမှာဆို second format ကောင်လေးတွေပါတယ်5မှု3မှုပေါ့နော်ကောင်ဆိုတာ3မှုလေး second for ပြမယ်အဲ့ဒါဆိုရင်ဒီမှာဒီ flat for တဲ့ဟာလေးဖြုတ်လိုက် second format ဟာလေးတက်မယ်ဒီကောင်လေးတွေမှာ lock လေးပိုင်ပို့ကောင်းမယ်ဒါပေမဲ့ lock ဆိုမပါဘူးပေါ့နော်တော့ second format ဒီလောက်ထုတ်ပြီးရင်တဲ့ထိုးကြက်အဲ့တော့သူကလက်ကင်မုံကင်လေးကလည်းဒီလိုပေါ့ဗျာသူ့ရဲ့အပွင့်ဘက်ကိုဒီလိုသွားထားရင်တော့အကုန်ပြုတ်ကြနိုင်တယ်အဲ့တော့ဒီလိုမျိုးပေါ့ဒီလိုကင်ရမယ်လက်ကင်ပြီးတော့ပြီးလို့ရှိရင်ဒီ off on off လေးကို on လိုက်မယ်ညက်ရပြီ press နဲ့ဒီကပြီးပြီဆိုရင်ဒါလေးကို off လိုက် fix ဆိုသူကပြန်ထွက်သွားဒါလေးခြောင်လိုက်second ပြီးပါပြီရမ်းမှရင်တော့ကြာချင်းရမ်းတတ်တာပါလေပြီးတော့လူရဲ့အားဆိုင်ရမှုကလည်းသူကသူဒီမှာဒါ piston နဲ့ brush လောက်တာဖြစ်တဲ့အတွက်အားဆိုင်ရတယ်ရမ်းတတ်တာပေါ့နော် okay ဒါဘယ်မှာရောင်းလဲတော့ကျွန်တော်မသိပါဘူးကျွန်တော်လည်းလက်ဆောင်ရတာဖြစ်တဲ့အတွက်ဒါလေးကိုပြပြတာဖြစ်ပါတယ်ကျွန်တော်အရန်သဘောကျတယ် okay တတ်တာ